ဗီယက်နမ်နိုင်ငံတောင်ပိုင်းစပါမြို့ကလေးကိုတွားရောက်လေပတ်တုန်းကချမ်ပလို့ရိုက်ထားတာလေးပဲဖြစ်ပါတယ်ကပ်ဗီလေးကလေမုံလူမျိုးတို့ရဲ့ရွာလေးပေါ့နော်ဒါဆိုလို့ရှိရင်ခုချမ်း try ထားတာကမုံလူမျိုးတို့ရဲ့ traditional clothing လေးဖြစ်ပါတယ်မုံလူမျိုးတို့ရဲ့ traditional clothing လေးရဲ့ဒီ Vietnam makeup look လေးရဲ့လည်းပေါ့နော်ချမ်းကတော့ဒီရွာထဲမဝင်ခင်ပေါ့နော်အပြင်မှာရှိတဲ့ဆိုင်မှာပဲအကုန်လုံးအပီးစီးပေါ့နော် traditional clothing လေးရဲ့ဒီ makeup လေးရဲ့ photo shooting အပါအဝင် package လေးကိုရွေးချယ်ပြီးတော့ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့2သိန်းလောက်ကျပါတယ်ရှင်ဒါပေမဲ့ရွေးချယ်ထားတဲ့ clothing လေးရဲ့ design ရဲ့ဒီ makeup look လေးရဲ့ပေါ်မူတည်ပြီးတော့မှဈေးပြောင်းလဲတော့ရှိပါတယ်သူ့ရဲ့လေ makeup look လေးရလေဒီတိုင်းကြည့်လို့ရှိရင်လေဖွေးဖွေးလေးလို့ထင်ရပေမဲ့တကယ်အပြင်မှာတော့ညှချဖို့ကောင်းပါတယ်ရှင်တကယ်ကို traditional sense လေးနဲ့လေတမျိုးလေးလှနေတာ photo shooting time မှာဒါကတော့ကျွန်တော် photo shooting မြင်းလေးတွေကတော့တည်တတ်ငှားရတာပါ extra charges ရှိပါတယ်ဒါရေဒီကိုနားလေးမှရိုက်ထားတာပါရှင်အရန်လာတဲ့ရွာလေးပါသူက traditional ပုံစံမျိုးကလေးကိုလုပ်ထားတာပေါ့နော်တရွာလုံးကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ညနေပိုင်းဖြစ်သွားပြီဆိုတော့ဒါ lighting လေးနေပေါ့နော် evening vibe လေးကိုရတာပေါ့နော်အပြေးဝဒီမှာကတော့သူက tourist တွေလာတာလည်းများပါတယ် local people တွေလည်းတွေ့ရတာများပါတယ်အများစုကတော့ကျွန်တော်လိုမျိုးပဲဒီလိုမုံ traditional clothing လေးကို try ပြီးတော့ photo shooting လုပ်ကြတာတော့ဒါမလုံးမဖြစ်ပေါ့နော် photo shooting time ကတော့အများဆုံးအချိန်ယူတာပဲဖြစ်ပါတယ်ဒီမုံရွာလေးမှာကလေလာရောက်လေပတ်သူတွေအတွက်သူက traditional အကအလှလေးနဲ့ပေါ့နော်ဖြောပြပေးတာကိုလည်းတွေ့ရပါတယ်အခုချက်ရိုက်ပြထားတဲ့ဟာကတော့ဒါဘုံလူမျိုးတို့ရဲ့အကပေါ့နော်